မဘယ်သူခေါ်လိုက်တာပါလဲဖြော်ထားတဲ့မဆလာတွေကိုဂေါ်နဲ့သဲထုတ်ရင်းအိုဒီကြည့်မိလိုက်သည်တိုက်လေကားနားမှာကအချောကင်နေသည့်ယောက်ျားလေး၃ဦးအားလုံးကလက်အိတ်ချီအိတ်တွေအပြင်မျက်နှာပါးစပ်ကိုပါအုတ်ထုံနှင့်လုံအောင်ခြုံထားသဖြင့်ဘယ်သူမှမသိရကိုပဲနားကြလွဲတာလားဒီမှာရောက်တာမကြသေးတဲ့အပြင်ကိုပါလဲဆိုတာဘယ်သူမှသိတာမဟုတ်ဆရာမဒီကခေါ်တာအပြင်ဘက်ကနေဘီလက်မြေအိတ်ထမ်းလာသည့်လူသီလေးများထံကဖြစ်သည်သူတို့ကဗမာတွေပဲလားရှမ်းတွေလို့ထင်နေခဲ့၏ဒီမှာတော့ထိုင်းတွေကိုရှမ်းတွေလို့ခေါ်ကြသည်ဘယ်သူပါလဲမျက်နာကနေလောင်ကအုတ်ထုပ်တွေနဲ့ဖုံးထားတော့မသိရဘီလက်မြေအိတ်တွေချထားပြီးမှကိုယ်စီလျှောက်လာတော့မဆလာထဲတဲ့ဂျိုင်းကိုကန်ရင်စောင့်နေမိသည်ထိုစဉ်အပေါ်ထက်ကဝဏဆင်းလာ၍သူကဘီလက်မြေအိတ်စီတို့ပြန်သွားသလိုကိုလဲအပေါ်ထက်တက်လာခဲ့ရသည်ဟူးမောလိုက်တာနေ့လယ်12နာရီထိုးပြီးဖြစ်၍အလုသမားအားလုံးကိုယ်နေရာနဲ့ကိုစားဖို့ပြင်ကြသည်ဘကိုးကအဖွဲကအတူစားဖို့လာခေါ်တော်လဲမစားပဲခဏမေးကျင်တာကြောင့်တယောက်တည်းနေရခဲ့သည်ဆရာမရဲ့ကျွန်တော်လူများမှားတာလားလို့ခုနကောင်လေးရောက်လာတာကြောင့်ကျမလူလဲထမိသည်မျက်နှာကိုမြင်မှုတလို့တော့ရှိသည်ဘယ်သူပါလဲတပည့်တွေတဲကလားဘယ်တော့ကတပည့်ပါလဲကျွန်တော်ကိုမမှတ်မိဘူးလားဝင်လင်းအောင်လေကိုဗစ်တွေဖြစ်တုန်းကကျွန်တော်9တန်းပဲရှိသေးတာအော်မှတ်မိပြီတာဝန်ကျတဲ့ရွာမှာတော့ကအမြဲအိတ်ဖန်ဆောင်လာလုပ်ပေးခဲ့တဲ့ကလေးကိုတပည့်မှန်းတည်သွားတော့ကိုရှက်ရွံ့မိသွားသည်ကိုပုံစံကိုလည်းပြန်ကြည့်အောင်လေဘောင်းမီနဲ့ခြေကြီးနဲ့ဆိုတော့အရင်တုန်းကတခါမှဘောင်းမီရှိမိုးဖူးခဲ့ခလေးတွေရှိမှစတုံးနဲ့ခြေညက်ဖက်နှက်နဲ့သာနေခဲ့ဘူးတာမင်းကြောင်းဆက်မတက်ဘူးလားဒီကိုရောက်လာတာကြာပြီလားမတက်ချင်ပါဘူးဆရာမရဲ့ဆရာမတွေလည်းအစုံမရှိတော့ဘူးတချို့တငယ်ချင်းတွေလည်းကြောင်းထွက်ကုန်ကြပြီလေရောက်လာတာမကြသေးဘူးဆရာမအောက်လန်းကပဲဆရာမရောဘာနဲ့လာတာလဲတယောက်တည်းလားအေးဘောတို့တွေကစာအုပ်မှလုံမရပဲရွာကအဖွဲတွေနဲ့တက်လာခဲ့တာဒီရောက်တော့မှပွဲစားကစိုက်တွေခွဲချပေးတာရောက်လာတာတလားကြော်ပြီးအလုံးမရသေးတော့ပွဲစားပြောတဲ့အတိုင်းလူခွဲပြီးလုပ်ရတော့တာပဲဆရာမရဲ့ဘာလို့ကော်ဆန်းလုပ်တာလဲပင်မန်းတဲ့အလုပ်ကြီးစက်ယုံရှားကြည့်ပါလားအလုပ်တွေထဲမှာကော်ဆန်းကအပင်မန်းဆုံးဖြစ်သည်ဗမာတွေအများစုကတော့ကော်ဆန်းမာကြီးဖြစ်သည်အခန်းရီမီဖရီလည်းဖြစ်သည့်အပြင်စာအုပ်မရှိလဲလုပ်လို့ရသည်ဒီနာကမုံမြော်တိုက်တွေစင်တာတွေကတော့ဗမာတွေခမာတွေလာအိုတွေကြီးဖြစ်သည်ဆက်ယုံကစာအုပ်မရှိပဲမလွယ်ဘူးလေစာအုပ်ရှိတဲ့လူတွေတောင်ဆက်ယုံမှာရဖို့9000 8000စမတ်ခပေးရတယ်တဲ့ဆီယမဖို့ချင်မောင်းဝယ်လာတယ်အချင်းကအမောပြေတယ်ဆီယမတရသီးနနက်သီးမာလာကာသီးများကိုငရုတ်သီးငပြားရည်နဲ့ရောနေထားသည်မောလုံးလို့ထမင်းမစားခြင်းပေမဲ့အချင်းမြင်တော့ဂရင်းတောင်းလာသည်သူကတော့ကောင်းချင်းပေါင်းနဲ့ဝတ်သားကင်စားနေသည်ထမင်းထုံမလာဘူးလားဒန်နီမွေရသည်လို့ဆီယမဓာတန်တယ်လေကောင်းချင်းက30ဝတ်သားကင်ကတစ်ခုမှ9ဘတ်ရင်ရေမြေကြားမှာကိုယ်တပည့်လေးတွေ့ရ၍ဝမ်းသာသွားတော့လဲဝမ်းလဲနေလာသည်အခုဆိုကြီးတွဲတက်နေရမယ့်အရွယ်ကလေးတွေကိုဘာမှလုံမပေးနိုင်မလားလူတွေရှိဆိုဆီယမကိုဆီယမလို့မခေါ်နဲ့နော်ဟုတ်ကဲ့ပါဆီယမကျွန်တော်လည်းသိပါတယ်ဒီမှာကလူစုံတယ်လေဆီယမမလာတင်ဘူးတချို့ကောင်တွေကတအားရိုင်းတာပြီးတော့ပြောရအောင်မယ်ဒီဆိုင်ထဲကကြော်ကြီးရဲ့မိန်းမကစေးတုတ်တဲ့ကောင်မင်းတော့လိုက်သွားတာလေမင်းမှလည်းဗမာပြည်မှာသားကြီးမယားကြီးရှိတယ်ဒီကကောင်တွေကစီးဆောင်တာမဟုတ်ဘူးကောင်မလေးတွေလည်းအဲ့လိုပဲတော်ကြဆီယမကိုအဲ့လိုအတန်းစားတဲ့ကထင်းနေအောင်မယ်နေအောင်ကျွန်တော်ပတ်စံထွက်ရင်ဆီယမကိုဆက်ယုံပို့ပေးမယ်ကျမသည်ပြုံးမိသွားသည်ပြီးတော့လဲတပ်ပြင်းမောကြီးကိုသာချမိသည်ဒီကလေးကိုပြန်မြင်ရတော့မိထားခဲ့သောကိုဘွားကိုပြန်အမှတ်ရမိသည်အားလုံးကကိုရွေးချယ်ခဲ့တဲ့လမ်းပဲလေယခုစောင့်နေသောတိုက်က9ထပ်ရှိနေပြီတိတ်မတက်တဲ့ယောက်ျားလေးတွေကတော့ဘီလက်မြေအိတ်သေးအကြမ်းကင်ညမ်းဆင်ရသည်ကျမတို့လိုမိန်းမသားတွေကတော့စုံနေအောင်လုပ်ရသည်မဲပန်းလို့ခေါ်လိုက်ရင်လုံနေအောင်ပြည့်ရပြီးခိုင်းတာလုပ်ရသည်
အိမ်သာရေချိုးကန်ကြွေပြားစီးထည့်ရသည်ပိုက်လုံးတွေနေရာတွေရွှေ့ပေးရသည်ယောက်ျားသားတွေအကျန်းကင်ခဲ့သောနေရာကိုတန့်ရှင်းရေးလုပ်ရသည်ဆောက်လက်စဓာတ်လီကားကန်တွေကအပေါ်ကပြစ်ချသောပစ္စည်းအစုပ်ပဲများရှင်းရသည်တခါတလေအောက်ကလူကိုမကြည့်ပဲအပေါ်ကပြစ်ချခြင်းဟာပြစ်ချသောကြောင့်အန္တရာယ်သိပ်များသည်ပဲ့နေသောကြွေပြားများပါပြစ်ချသောကြောင့်ခေါင်းပေါ်ကျရင်ပွဲပြီးနိုင်သည်ငါးရက်မြောက်သို့တန်ရှင်းလို့ရန်မိန်းကလေးအဖွဲ့တွေတက်လာရသည်မောလိုက်သည့်ဖြစ်ချင်းလက်ထဲမှာကင်ထားသောတပြက်စီးနှင့်ကော်ပြားကိုခဏချထားမိသည်အမကြီးပစ္စည်းယူသုံးလိုက်မယ်နော်အောက်ကရေချိုးကန်းထဲမှာရှိသေးတယ်သွားယူလိုက်အမအခုမှတက်လာတာအခုပြန်သွားယူရမှာလားဟူးစိတ်ပြတ်မိတယ်ငါးရက်ကနေအောက်ဆုံးကိုပြန်သွားယူရမယ်အစကတည်းကယူမလာပဲလူကြီးတက်လာပြီးသူများပစ္စည်းအလွယ်ယူသွားသည်ဒါပေမဲ့လည်းဝနမိမဆိုတော့ပြန်မပြောတာပဲကောင်းသည်သူတို့ကရှမ်းစကားလေးတက်တော့အရေးပေးခံရသည်ကိုကစကားမတက်တော့အရာမရောက်ကျွန်တော်အောက်ထပ်ကိုရေဘူးသွားယူစရာရှိတယ်ရစီယူခဲ့မယ်နော်ဆေးတုံနေသည့်ဝနကိုလှေကားကင်ပေးနေသည့်ဝေလင်းအောင်ကအလင်းမြန်ဆင်းသွားသည်ကျမခေါင်းပဲညှိမ့်ပြမိသည်ဟက်ကောင်ရေဘူးတစ်ခါတည်းယူမလာပဲနဲ့မင်းဘွားတော်ကဒီလအတွင်းဒီဆိုင်ပြီးအောင်လုပ်ရမှာတဲ့ကွာမင်းတို့တွေကတက်လာဆိုတော့မတက်ဖင်မြဲအောင်ကမလုပ်ချင်ဝနဤစူးစူးစကားတွေကြောင့်ကျမမျက်နှာပူမိသည်ဝေလင်းအောင်ကတော့နေတတ်သည်ဘလောက်စူးစူးမျက်နှာမပြတ်ကျမရှိမို့ပဲလားမသိထမင်းစားချိန်ရောက်တိုင်းအချင်းမောင်းကမပါမဖြစ်ကျမကပင်မန်းလုံး၍ထမင်းဟုတ်တိပတိမစားနိုင်သည်ကိုသိ၍ဖြစ်သည်ပတ်စံနေကုန်ပါတယ်ကွာနေတိုင်းချင်းမောင်းဝဲလာတာ20ပဲပေးရတာဆရာမခုလိုကော်ဆန်းကအချင်းမောင်းနဲ့ရေခဲရည်နဲ့မှခံနိုင်ရရှိမှာချင်းမောင်းရောက်တဲ့ရှမ်းမလေးကလည်းချောလို့ဆက်ပြဲပြဲလုံရင်ကျမကိုအာမနာစေရန်ရှာကြံပြောတတ်သည်ချင်းမောင်းဝယ်ရတာကတန်းစီဆောင်ရတာမို့နားကျင်ရော့သွားမှအာနာရသည်ဒီနားမှာကဆောက်လက်စတိုက်တွေအများကြီးလူသမားတွေလည်းများတော့ချင်းမောင်းတွေကလက်မလျောင်ရောင်းရသည်ဟိုမော်မကိုမခံတဲ့ဆရာမဂျပူးမသူ့ကိုယ်သူအလုကောင်းမိမဆိုပြီးလူလဲကြခြင်းနေတာထိုမယ်ပန်းသည်သူ့ကိုယ်သူမိန်းကလေးဝနဟုခံယူထားသူဖြစ်သည်ကျမတို့ကတော့လေးပေသာရှိသောသူ့အရက်ကိုစိန်တက်ပူဟုအမည်ပေးထားကြသည်သူကလူရှိဆိုလျင်ပိုပြောခြင်းသည်ကျမကအလုတ်ကိုစေ့ဆက်အောင်တေချာအောင်လုပ်တော့နှေးသည်ထုံထိုင်းသည်ဟုအမြဲဆူခံရသည်မော်မလိုမပြောပါနဲ့ကွယ်ဘယ်လူမျိုးမှဖြစ်ဖြစ်ကောင်းတဲ့သူမကောင်းတဲ့သူဆိုတာရှိပါတယ်မင်းလည်းဆ iam မကိစ္စတွေမှာဝမ်းမပါပါနဲ့ကိုယ့်လို့တင်ရရှိတာတင်ယူပါသူ့အစင်းနဲ့များဆ iam မကိုငေါ့ချင်ငန်းကျင်သေးတာသူကဖြင့်ဗမာစာတော့မတက်ဘူးသူပြောတာလည်းမှန်တော့မှန်သည်ဒီမှာကဗမာစာမတက်ပေမဲ့ရှမ်းစကားရတော့အလုပ်ဖြစ်ကြသည်တချို့ဆိုဒီမှာမွေးတော့ဗမာစကားတော့သိမတက်ကဲတော်ပါပြီအိတ်ဆရာရှိတာအိတ်တနားကြီးကြပြန်ဆင်းရမှာခဏနေတော့သူဤတခုခုဟောက်တန်ကိုပါကြားရသည်သူကအငယ်ဆုံးဆိုတော့တက်လိုက်ဆင်းလိုက်နဲ့သူပဲလှုပ်ရသည်ကျမအလုပ်တွေပါလားလာပြီးကူလုပ်ပေးသေးသည်မပင်မမဲနေမလားမင်းကြီးဒီဖြေပါလားဆ iam မကူညီပေးမယ်သူကတော့စိတ်ဝင်စားဟန်ဖြင့်ကျမလက်ကအနာကိုဆေးဝါရည်တို့ပေးနေသည်ဒါမှမဟုတ်ဒီမှာမြန်မာအကြောင်းတွေရှိတယ်ဆက်တက်ပေါ့အထက်တန်းအောင်လက်မှတ်လေးရှိတော့ကောင်းတာပေါ့တော်ပါပြီဆ iam မရေပတ်စံနေကုန်မှာပဲဖတ်တင်တယ်ထက်တန်းအောင်ပြီးဘွဲရတော့လေဘာဖြစ်မှာမို့လဲကျမလည်းဆက်မပြောတတ်တော့ပြီဆ iam မတယောက်အနေနဲ့တခုခုနားဝင်အောင်ပြောတတ်သင့်သည်ထူးဆန်းနေ၏စာသင်ခန်းထဲမှာကျောင်းသားပေါင်းများစွာကိုယုံကြည်ချက်ရှိစွာဆုံးမစကားပြောနိုင်ခဲ့ပေမဲ့ယခုမူဘာတလုံးမှထွက်မလာနိုင်အဲ့ဒီဂျပူးမကိုတိမခံနိုင်တော့ဘူးစိတ်ထိန်ထားရတယ်ဘော်ဆုံးထက်မှပိုနေသောကြွေပြားများအောက်ချရာတွင်ထိုစိန်တက်ပူမှာကျမစီမလက်အိမ်ငှားသွားခြင်းဖြစ်သည်ခဏထိုင်နာအောင်ဟုဆိုကကျမကိုအပေါ်မှာထားရခဲ့သည်သဘောကောင်းနေ၍ကျမပင်အံ့ဩရသည်ထိုစဉ်ရုတ်တရက်တတိရောက်လာ၍ထိုင်နေသောကျမကိုကွက်စီကွက်ဆာမေးသောကြောင့်ကျမလည်းရောင်ပြီးလက်အိမ်မပါပဲကြွေပြားများမကအောက်သို့ဆင်းမိလေသည်အဲ့ကောင်မကတတိလာမယ်မှန်ကြိုသည်လို့ဆ iam မကိုကြောက်ချတာဝင်းလင်းအောင်သည်ပြောရင်တဖြည်းဖြည်းဒေါသတွေထွက်လာလေသည်ကျမလည်းတဖြည်းဖြည်းဝမ်းနည်းလာသည်အားလုံးသည်နားကျင်ဖြစ်၍သူ့အဖွဲ့နှင့်သူရှိနေကြသည်တချို့မှာရှမ်းစကားရ၍လုပ်ငန်းခွင်အဆင်ပြေကြသည်တချို့ကြတော့လည်းအလုပ်ကျန်းလုပ်နိုင်တော့တတိလဲကြိုက်အလုပ်ကောင်းလဲကြိုက်သည်ကျမသည်သာ
ဟိုမရောက်ဒီမရောက်သုံးမရဖြစ်နေသည်အေးဟဲငါတယောက်ပဲအလုတ်ကြမ်းလည်းမလုပ်နိုင်စကားလည်းမရဆိုတော့အခုတဝိပတ်စံထွက်ရင်ဆီယမအလုတ်ပြောင်းတော့ဆက်ချုပ်ယုံဖြစ်ဖြစ်ကျွန်တော်ပွဲစားစုံစမ်းကြည့်မယ်လာစာက9000လောက်တော့ထွက်မယ်ထင်တယ်3000လောက်စားစီချန်ထားရင်ရပါတယ်အော်တပည့်ဖြစ်သူရဲ့ပတ်စံကိုကျမဘယ်လိုသုံးရပါမလဲဘယ်သူမှမရှိတော့ကိုယ့်တပည့်လေးပေါ်အားကိုးနေမိပြီလားဘဝကလည်းမှောင်လိုက်တာအနာဂတ်နဲ့ပတ်သက်ပြီးဘာကိုမှမမြင်ရတကြံပိတ်ရရှည်ရောက်တော့မယ်ဖြစ်အလုသမားအားလုံးတက်ကြွနေကြသည်ကျမပင်စိတ်ပျော်နေမိသည်အမြဲအကျင့်ပုတ်သောဝနမိမသည်ပင်လျင်ကျမကိုမယမ်းသီးချိုဝယ်ကျွေးသွားသေးသည်ပိတ်ရရှည်ရောက်တော့မည်ဖြစ်အလုတွေလည်းတိမ်ကြုံလို့ရသည်12နာရီထိုးရပင်ယောက်ျားသားများမှာမနာနိုင်သည်ခေါမိုးပြီးအောင်လုပ်နေကြရသည်ကျမလည်းဝင်လင်းအောင်ကိုဆောင်ရင်ထမင်းရင်စားထားလိုက်သည်သူ့ကိုတရင်ကောင်းပြောစရာလည်းရှိသည်ဆရာမစားပြီလားကျွန်တော်ချင်းမောင်းသွားဝယ်လိုက်မယ်နေအောင်မသွားနဲ့အောင်မင်းကိုဝမ်းသာစရာပြောရမယ်ဘာလဲဘတ်6တန်းဒီပေါက်လို့လားဆရာမမဟုတ်ပါဘူးဒီမှာရှိတဲ့အဖွဲ့အစည်းတစ်ခုကချိတ်ဆက်ပေးတာဆရာမမြန်မာကျောင်းတစ်ခုမှာအလုပ်လုပ်ရလိမ့်မယ်စာသင်ရမှာဆရာမအခြေကြရင်မင်းလည်းစာပြန်သင်ရမယ်ဝမ်းသာလိုက်တဲ့ဆရာမရဲ့အဲ့ဒီလောက်ကဆရာမနဲ့အလိုက်ဖက်ဆုံးပဲဆရာမကိုအဖြူစိမ့်နဲ့ပြန်မြင်ချင်းနေတာရွာတော့ကအကြောင်းတွေတောင်သတိရသွားစုံညီပွဲတော်တော့ကအသီးတရာညာတစ်ခုပြဆက်အကြောင်းပြန်ပြောရင်းရေချရသေးသည်ထိုစဉ်ကစစ်သားကြီးနေရာသိဆောင်ရသောလှိုင်မင်းဦးသည်တနတ်ကိုဗျောင်းမြန်ကင်ထားပြီးကိုယ့်ဘက်ကိုချိန်ထားမိသည်ပြဆက်တဲ့ကဒိုင်းအတန်ထွက်တော့ပရိသတ်များဝိုင်းရည်ကြသည်အဲ့တော့ကကျွန်တော်ကအင်ဂျင်နီယာလုပ်ရတာအင်ဂျင်နီယာအုပ်ထုပ်မရှိလို့ဆိုင်ကယ်အုပ်ထုပ်စောင့်ထားရသည်သူ့ဘာသာပြောပြီးသူ့ဘာသာရီးနေသေးသည်ကျွန်မလည်းလိုက်ရီးမိသည်ခုလဲပယံလုံနေရတာဆိုတော့ရီမန်းချက်နဲ့တိတ်မကွာပါဘူးဒါကိုတော့ကျွန်မမရင်နိုင်ပါမင်းဒီနေ့တော့နားလိုက်အောင်ဆရာမတန်းစီပြီးချင်မောင်းဝယ်လိုက်မယ်စနစ်ကျော်မှအလုပ်သွင်းရတာဆိုတော့တန်းစီဆောင်နေမနာပဲနေရမယ်တေးကြသည်ခဏနေသူအိပ်ပျော်သွားတော့မည်နေ့ချိုက်အိပ်ပျော်စီရန်တနာရီထိုးကနေမှပြန်လာမည်စိတ်ကူးမိသည်တခါမှမရောက်ဘူးသောလမ်းမေးချင်မောင်းတဲ့စီကိုထွက်လာခဲ့သည်ကြောက်စရာအဖြစ်ပြက်တို့သည်မိနစ်ပိုင်းတွင်ဖြစ်ပွားခဲ့သည်ချင်မောင်းဝဲဖို့တန်းစီနေသောကျမသည်မိုက်ခနဲဖြစ်သွားသည်ဘာဖြစ်တာပါလဲညကအေးအေးပြက်လို့များလားထိုစဉ်ထပ်ပြီးလူပါရင်ထိုးသွားသည်ဘေးကလူတွေအုပ်တဲတဲအော်ကမှငလျင်မှန်းသိရတာအဆောက်အုံတီးတီးမှလူများဝရုံသုံးကားပြေးထွက်လာသည်ကျမလည်းအလင်းအမြန်ထိုင်ချပြီးမှဝင်းလင်းအောင်ကိုသတိရမိသည်ဖះကြီးဝင်းလင်းအောင်အမြန်နိုးပါစေကျမပါဇက်မှရေရွရင်တိုက်စီကိုပြေးထွက်မိအပြုလက်တစ်ဖက်ကိုရှမ်းမတယောက်ကဆွဲထားသည်အလိုင်းနာဟုအော်ပြီးကျမကိုလည်းလှုပ်မပေးနောက်ထပ်ဘာတွေပြောမှန်းလည်းမသိရမျက်စိရှင်းမှာပဲကျမတို့၏ဆောက်လက်စတိုက်ကြီးမှာတအီပြိုဆင်းသွားသည်ထိုမြင်ကွင်းကိုကြည့်ပြီးကျမလည်းခွေရော့သွားသည်မျက်ရည်ဘူးများဆင်းပြီးအတန်မထွက်နိုင်ခုနကရှမ်းမသည်ကျမကိုတရွတ်တိုက်ခေါ်လျက်ဓာတ်ကြိုးများလွတ်ရာလူများစုရှိရာသို့ဆွဲခေါ်သွားသည်ခြေထောက်တွေကထုံပြီးမနေရွေ့နေရသည်ရင်မထဲမှာပြည့်ကျက်လျက်ကျမမှားသွားသည်သူ့ကိုကျမတတ်လိုက်တာပဲသူ့ကိုပဲချင်မောင်းဝယ်ဖို့ထည့်လိုက်တင်သည်ဒါဆိုကျမရဲ့စိုးအားလုံးသောဘဝလည်းအဆုံးသတ်ခွင့်ရမှာမဟုတ်ဘူးကျမဗမာပြည်ကနေထွက်မလာသင့်ခဲ့ဘူးမဟုတ်သေးဘူးသူအသက်ရှင်နေနိုင်သေးတယ်ဟုတ်တယ်သူတနေရာပြေးထွက်နိုင်သေးတယ်အထဲမှာဆိုလဲသူ့ကိုယ်သူကယ်ထုတ်လို့ရသေးတယ်ဖုံးခေါ်ကြည့်ရမယ်တူဟုသာမြည်လျက်ဖုံးမှာဖြေကြခြင်းမရှိပေအိုးဖုံးကခေါ်လို့ရသေးတယ်ဆိုတော့ကောင်းတာပေါ့နော်လူလည်းအဆင်ပြေမှာပါဟုတ်တယ်အဆင်ပြေသွားမှာမကြာမီမိသက်ကားသံများလူနာတင်ကားသံများကြားရသည်